ငန်းစာတွေကိုဈေးကြီးပေးပြီးတော့မယူမိပါစေဖို့ဘဝမှာသင်ခန်းစာတွေကအများကြီးပဲကိုမားကသင်ခန်းစာယူဖို့စူးစမ်းတာတဲ့သူများအမားကိုကြည့်ပြီးသင်ခန်းစာယူတာကပိုပဲပူတယ်တခုရှိတာကတော့တချို့အမားတွေလုံးမကြည့်ရလုံးမနားလေဒါမျိုးတွေကိုတော့လုပ်ကြည့်တဲ့ねဒါပေမဲ့ကြီးကြီးမားမားဆုံးရှုံးမှုမဖြစ်လာအောင်တတိထားပြီးစမ်းသပ်လုပ်ဆောင်တင်ပါတယ်လောကမှာအရာတရားတိုင်းကဈေးကြီးရဒါပေမဲ့အကြီးဆုံးဈေးကြီးရာကကိုယ်တိုင်အမှားလုပ်ပြီးမှရတဲ့သင်ခန်းစာတွေပဲတခါတလေငွေကုန်တယ်တခါတလေအချိန်ကုန်တယ်တခါတလေအခွင့်အရေးတွေဆုံးရှုံးရတယ်တခါတလေချစ်ရတဲ့သူတွေဆုံးရှုံးရတယ်လူငယ်တွေကမိဘတွေတားမြစ်ထားတာလည်းမနာထောင်ပဲတငယ်ချင်းတွေနဲ့ညာပတ်အပြင်းလဲတယ်အရက်တောက်တယ်နောက်ဆုံးမတုံတဆတစ်ခုခုဖြစ်ပြီးအခြေအနေကြောင့်တားမြစ်ခံခဲ့လေဆိုတာကိုလည်းနားလည်ပါတယ်ဒါပေမဲ့နောင်တရချိန်မှာနောက်ကျသွားပြီဒီလိုပဲစီးပွားရေးမှာလည်းတွေ့ရတယ်သူများအမားကိုလေ့လာပြီးသင်ခန်းစာယူဖို့စူးစမ်းတာထက်ကိုယ်တိုင်မှားမှယုံကြည်တဲ့သူရှိနောက်ဆုံးရင်းနှီးမြှုပ်နှံမှုအရှုံးကြီးရှုံးမှသတိရတယ်အဲ့ချမ်းပြေဈေးကွက်တဲ့အလုံးအကျုံရင်းနှီးမြှုပ်နှံပြီးမှမားကတ်ကျသွားတော့နောက်တရသွားတယ်အခြေရေးမှလည်းကျုံတယ်မိဘတွေတငယ်ချင်းတွေကအကြံပေးတာကိုနားမထောင်မဲ့တစ်ဖက်သားရဲ့လိန်ညာမှုကိုယုံစားမိတယ်နောက်ဆုံးတော့ငွေကြေးတွေဆုံးရှုံးစိတ်တရားတွေမှရတဲ့သင်ခန်းစာရသွားတယ်ကိုယ်တိုင်အပါလုံးမှရတဲ့သင်ခန်းစာခိုင်ပါတယ်အမေနိုင်အောင်ဆွေးမြန်းနေတယ်ဒါပေမဲ့အဲ့ဒီသင်ခန်းစာတွေအတွက်ပေးလိုက်ရတဲ့အဖို့အခကကြီးမားတော့တယ်တချို့သင်ခန်းစာတွေကပြုပြင်လို့ရတဲ့အမားလေးတွေပဲတချို့ကြတော့တစ်သက်လုံးနောက်တရနေရမယ်အမားကြီးတချို့တော့ဘဝနဲ့ယဉ်ပြီးယူလိုက်ရတဲ့သင်ခန်းစာဒါကြောင့်သူများအမားတွေကနေသင်ခန်းစာယူတတ်ဖို့ဟိုလိုတယ်ရှေ့ကသွားပြီးသားသူတွေရဲ့အတွေ့အကြုံတွေကိုလေ့လာတတ်ဖို့လိုတယ်အဲ့လိုလေ့လာတတ်မှကိုယ်တိုင်အမှားလုပ်ပြီးဈေးကြီးပေးပြီးသင်ခန်းစာယူစရာမလိုတော့ပါဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအပေါင်းနှိပ်ထားနိုင်ပါတယ်